တ
မိမိတို့စီဝါရေးစုရတာမစုရဘူးလားစုရတယ်ကိုရထားတဲ့ဝေကိုရထားတဲ့ပစ္စည်းပရိသတ်တရားတစ်ခါထူတော့မယ်ဆိုရင်နှမျိုးတတ်တယ်ဘာဖြစ်တတ်လဲဘယ်ကိစ္စပါထားလို့ဘယ်တော့မှမဟုတ်လေလောင်တဲ့စံတာနာဝေမောအဝေဒီလိုမျိုးနာမောတော့ဟာထားဆိုတာဟုတ်ရဲ့လားအဲဒီတော့ဟာဖို့စုနာတဲ့ပစ္စည်းပေါင်းတာကနေပြီးတော့ရတန်တရားတော်တာအဲ့ဒီဉာဏ်တော်နဲ့ဒီနှမျိုးဝေးတဲ့ဉာဏ်တော်နဲ့ဒီကိုယ့်ရဲ့သစ္စာအိတ်ထဲကနေပြီးတော့ဘုရားကိုပြီးနိုင်